စိတ်၌ဖြစ်ပွားအဆိုးတရားတို့ဤလှည့်စားမှုများပါဠိစာပေမှာလှည့်စားခြင်းကိုဝိဇ္ဇနာလို့ခေါ်တယ်ဝိဇ္ဇနာဆိုတာအစစ်နဲ့အတုအမှန်နဲ့အမှားဒီနှစ်ခုကြားမှာရောထွေးသွားအောင်ဖြစ်စေတတ်တဲ့အရာလှည့်စားခြင်းလို့မြန်မာစကားမှာဒီလိုဆိုတာပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်အတုနဲ့အစစ်လို့ဆိုတဲ့အခါမှာအစစ်နဲ့တူအောင်ဆင်တူရိုးမှလောက်ထားတဲ့အတုတွေဟာအစစ်နဲ့အတုခွဲမရအောင်လှည့်စားသွားတဲ့အခါရတဲ့ပုဂ္ဂိုလ်ဟာအစစ်မရဘဲနဲ့အတုရတန်ဖိုးခြင်းအဖြစ်အလွန်ကွာခြားတယ်ပေါ့ဒါကြောင့်မို့သဘာဝတရားတွေမှာလည်းပဲထို့အတူပဲအစစ်နဲ့အတုလွဲမှားသွားအောင်ရောထွေးနိုင်တဲ့အရာတွေရှိတယ်ပေါ့သဘာဝတရားကအစစ်နဲ့အတုလွဲမှားသွားအောင်လှည့်စားတတ်တဲ့သဘောတရားတွေဘုန်းကြီးတို့ရဲ့စိတ်တွေထဲမှာပို့ပြီးတော့စိတ်ကိုမှီပြီးတော့ဖြစ်တဲ့သဘာဝတရားတွေထဲမှာရှိဒါနဲ့ပတ်သက်လာတဲ့အခါမှာအခုရွှေကျင်ကိုင်းကြီးကိုပထမဦးဆုံးတည်ထောင်တော်မူခဲ့တဲ့ရွှေကျင်နိကာယကဏသမုဋ္ဌာပကရွှေကျင်ဆရာတော်ဘုရားကြီးမင်းတုံမင်းလက်ထက်ကမင်းတုံဘုရင်ကအလွန်ကြီးညိုလို့မန္တလေးတောင်မြောက်ဖက်မှာရွှေကျင်တိုက်ကြီး9တိုက်တည်ထောင်ပြီးတော့ကိုးကွယ်ခဲ့တဲ့ဆရာတော်ကြီးအဲ့ဒီဆရာတော်ဘုရားကြီးရေးသားတဲ့ဝိဇ္ဇနာဓိပနိလှည့်စားခြင်းတွေကိုထုတ်ဖော်ပြတဲ့ကျမ်းစာလေးတစ်စောင်ရှိတယ်အဲ့ဒီကျမ်းစာဟာဆရာတော်ကြီးကသူ့သဘောနဲ့သူရေးတာမဟုတ်ဘူးပိဋကတ်တော်ထဲမှာနိတ္တိပါဠိတော်ဆိုတာရှိတယ်အဲ့ဒီနိတ္တိပါဠိတော်ကိုဖွင့်ဆိုတဲ့နိတ္တိအထကထာနိတ္တိအထကထာမှာလှည့်စားမှုတွေကို38မျိုးခွဲခြားပြီးတော့ဖော်ပြထားတာရှိတယ်အဲ့ဒီ38မျိုးသောလှည့်စားမှုတွေကိုဆရာတော်ဘုရားကြီးကထုတ်နှုတ်ပြီးတော့ရှင်းလင်းရေးသားထားတဲ့ကျမ်းစာလေးတစ်ခုဝိဇ္ဇနာဓိပနိလို့ခေါ်တယ်လှည့်စားမှုကိုထင်ရှားအောင်ဖော်ပြတဲ့ကျမ်းစာတစ်ခုအဲ့တော့ဆရာတော်ဘုရားကြီးကိုပူဇော်သောအဖြစ်ဒီကနေ့ဆရာတော်ကြီးရေးသားခဲ့တဲ့ဝိဇ္ဇနာဓိပနိကိုမြင်ဉဏ်၍၎င်းမူရင်းကျမ်းဖြစ်တဲ့နိတ္တိအထကထာမှထုတ်နှုတ်၍၎င်းတဘာဝအဖြစ်လှည့်စားရတဲ့မိမိတို့ရဲ့စိတ်အစဉ်မှာဖြစ်ပေါ်နေတဲ့အဆိုးတရားတွေဘုန်းကြီးတို့တွေတတိထားတတ်ဖို့ဒါကိုဟောကြားတာဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကပါပတ်သမိန်ရမတိမနောလူတွေရဲ့စိတ်ဟာမကောင်းမှုအကုသိုလ်တွေမှာမွေးလျော်တယ်လို့ဒီလိုဆိုတာနောက်တစ်ခုအဓိပ္ပာယ်တစ်ခုပြောနိုင်တာကတော့ပါပလို့ဆိုတာမကောင်းမှုအကုသိုလ်အလုပ်တင်မကဘူးမနဆိုတဲ့စိတ်တဘာဝဟာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့မကောင်းတဲ့အဆိုးတရားတွေနဲ့သာသူကပျော်တယ်လို့ဆိုလိုတာဥပမာမဲ့ဘုန်းကြီးတို့စိတ်ကလေးဟာလောဘနဲ့ပျော်တယ်အလောဘနဲ့ကြမပျော်ဘူးဒေါသနဲ့ပျော်တယ်အဒေါသနဲ့ကြတော့မပျော်ဘူးမောဟနဲ့ပျော်တယ်အမောဟနဲ့မပျော်လောဘဆိုတာအဆိုးတရားဒေါသဆိုတာအဆိုးတရားမောဟဆိုတာအဆိုးတရားမာမနာတွေအိတ်တာတွေမစ္စရိယတွေနဲ့ဆိုရင်စိတ်ကပျော်မွေ့အဲ့ဒီလောဘဒေါသမောဟလို့ဆိုတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အဆိုးတရားတွေနဲ့စိတ်ကလေးကတွဲဖက်မိသွားလို့ရှိရင်ပို့ပြီးတော့ပျော်တယ်ဒီအပေါင်းအသင်းတွေကိုသူပို့သဘောကျတဲ့ဘာဖြစ်လို့လဲဆိုရင်တန်တရားထဲမှာအလွန်အချိန်ကြာအောင်အလေးအကျင့်ကြီးတစ်ခုရတာ
လောဘနဲ့တွဲနေကြဒေါသနဲ့တွဲနေကြမောဟတွေမာမာနတွေအိတ်တမစ္စရိယတွေနဲ့ဒီစိတ်ကလေးဟာတွဲနေကြဖြစ်တော့တဘာဝအားဖြင့်ဖြူစင်ပါတယ်ဆိုတဲ့စိတ်ကလေးဟာဒီလိုပါပလို့ဆိုတဲ့ဆိုးရုပ်တဲ့တရားတွေတဘာဝတရားတွေနဲ့ရှင်တွဲလာတဲ့အခါမှာအဲ့ဒီတဘာဝတရားတွေနဲ့ရှင်တွဲရတဲ့အပေါ်မှာသူပျော်မွေ့တယ်လို့စိတ်ဆိုတဲ့ထဲမှာစိတ်ဆိုတာတဘာဝအပြင်ပဂတိဖြူစင်တယ်အဲ့ဒီတဘာဝအပြင်ဖြူစင်တဲ့စိတ်မှာမကောင်းတဲ့အဆိုးတရားက14မျိုးကောင်းတဲ့တဘာဝအပြင်ဖြူစင်ပြီးတော့တင့်တယ်တဲ့တဘာဝတရားက25မျိုးကောင်းတဲ့နဲ့တွေ့ရင်ကောင်းတဲ့ဘက်လိုက်သွားတယ်မကောင်းတဲ့ဘက်ရင်မကောင်းတဲ့ဘက်လိုက်သွားတယ်ဆိုတဲ့သဘာဝတရားက13မျိုးအလုံးစိတ်နဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့သဘာဝတရား52မျိုးရှိတယ်ပေါ့ဒါအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေဆိုရင်တယုံနဲ့ကွာသိနိုင်တယ်ပေါ့စိတ်ကိုမှီပြီးတော့အကောင်းနဲ့လည်းတွဲတယ်အကောင်းလာလို့ရှိရင်အကောင်းနဲ့လိုက်လျောစွာနေတယ်အဆိုးလာရင်အဆိုးနဲ့လိုက်လျောစွာနေတယ်ဆိုတဲ့စေတသိက်မျိုးတွေကိုအညတမာနလို့ခေါ်တာပေါ့ခွဲခြားပြီးတော့ပြီးတယ်အဆိုးနဲ့လည်းတွဲတယ်အကောင်းနဲ့လည်းတွဲတယ်စိတ်ဖြစ်လို့ရှိရင်ဒီတဘာဝတရားတွေကအဆိုးလို့လည်းခေါ်လို့မရဘူးအကောင်းလို့လည်းခေါ်လို့မရဘူးအကောင်းတွေပါရင်အကောင်းဘက်ပါသွားတယ်အဆိုးတွေလာလို့ရှိရင်အဆိုးဘက်ပါသွားတယ်ဒီလိုဆိုလိုတာအဲ့ဒီအဆိုးသက်ဆိုတာကြတော့14မျိုးစိတ်ရဲ့အညစ်အကြေး14မျိုးသို့မဟုတ်အကုသိုလ်စေတသိက်14မျိုးအဲ့ဒီအကုသိုလ်စေတသိက်14မျိုးဟာစိတ်ထဲမှာအဖြစ်များတဲ့သဘောတရားတွေဖြစ်သောကြောင့်စိတ်ကအဲ့ဒီအကုသိုလ်စေတသိက်တွေနဲ့ပဲပျော်မွေ့တယ်လို့ဒီလိုအဓိပ္ပာယ်ယူလို့လည်းရတယ်ပါပတ္တမိန်ရမတိမနောလူတွေရဲ့စိတ်ကလေးဟာပါပတ္တမိန်အဆိုးတရားများ၌သာရမတိပျော်ပိုက်တယ်လို့ဆိုလောဘနဲ့ပျော်ပိုက်တယ်ဒေါသနဲ့ပျော်ပိုက်တယ်မောဟတွေမာမာနတွေအိတ်တမစ္စရိယတွေနဲ့ပျော်ပိုက်တယ်လောဘနဲ့နေရတာရှင်းတတ်တယ်ဒေါသနဲ့နေရတာရှင်းတတ်တယ်မာမာနတွေအိတ်တမစ္စရိယတွေနဲ့နေရတာရှင်းတတ်တယ်လို့သူတို့ကိုအဆိုးမှန်းသိလို့စိတ်ကလေးကိုအဆိုးဘက်မရောက်အောင်ဆွဲထုတ်ပြီးတော့ဖြူစင်တဲ့တရားတွေနဲ့ဆက်ဆက်ပေးတဲ့အခါမှာဥပမာမဲ့တတိနဲ့တွဲပေးတယ်ဆိုရင်စိတ်ကလေးကမပျော်ဘူးလွတ်ထွက်သွားတာပဲရှင်းလေထွက်လေဝင်လေလေးကိုမှတ်ချလိုက်မှတ်ကြည့်လိုက်တဲ့အခါမှာစိတ်ကလေးကထွက်လေဝင်လေပေါ်မှာမငြိမ်သက်ချင်ခါတိုင်းအာယုံရှိရဘက်ကိုသွားချင်ပေါ့မပျော်တဲ့သဘောဟာအမြဲတမ်းထင်ရှားတယ်လောဘဖြစ်เสียအာယုံဒေါသဖြစ်เสียအာယုံလောဘနဲ့သွားရတာခြေနှက်တယ်ဒေါသနဲ့သွားရတာခြေနှက်တယ်မောဟတွေမာမာနတွေအိတ်တာတွေမစ္စရိယတွေအကုသိုလ်တွေနဲ့စခန်းသွားရရင်သူခြေနှက်တယ်ဘာဖြစ်လို့လဲဆိုရင်အလေးအကျင့်ကြီးရနေတာအဲ့တော့အကောင်းနဲ့အဆိုးဆိုတာလူတွေရဲ့စိတ်ကိုအဆိုးဘက်ကိုရိုက်နေတာဖြစ်သောကြောင့်အကောင်းဘက်ရောက်အောင်ကြိုးစားပြီးတော့ဆွဲတင်ပေးမှအကောင်းဘက်ဆိုတာရောက်တယ်အေးအကောင်းမို့တင်ထားတဲ့စိတ်ကလေးတောင်မှပဲတခါကြတော့အဆိုးတရားကအကောင်းရောင်ဆောင်ပြီးတော့လှည့်စားပြီးခေါ်သွားတာလေးတွေရှိတယ်ပေါ့လှည့်စားမှုလေးတွေအမတန်မှရင်လေးနဲ့လှည့်သွားတယ်အကောင်းနဲ့အဆိုးခွဲခြားထုတ်တတ်ဖို့အမတန်မှအရေးကြီးတယ်စိတ်ဆိုတာပင်ကိုယ်အားဖြင့်ဖြူစင်တယ်လို့မြတ်စွာဘုရားဟောတယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ရင်စိတ်ကိုအဆိုးတရားတွေနဲ့မတွဲဖြူစင်တယ်လို့
မြတ်စွာဘုရားဟောတယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ရင်စိတ်ကိုအဆိုးတရားတွေနဲ့မတွဲအောင်ထိမ့်သိမ်းထားနိုင်ရင်ကြီးမားသောအကျိုးကျေးဇူးရှိတယ်စိတ်တံခုတ်တံဒုက္ခဝါစိတ်ကိုအဆိုးတရားတွေနဲ့မတွဲအောင်လုံးလုံးချုံချုံထားရမယ်ထားပြီးဆိုလို့ရှိရင်ချမ်းသာဒုက္ခကိုဆောင်ယူပေးနိုင်တယ်လို့ဒီလိုဟောတာထို့သုတ်တန်နေမှာလည်းပဲမြတ်စွာဘုရားစိတ်နဲ့ပတ်သက်ပြီးဟောတာတွေအများကြီးရှိတာပေါ့အဲ့ဒါလို့စိတ်ကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ကြိုးစားတဲ့အခါမှာအဆိုးတရားတွေပဲအမြဲတမ်းရိုင်းပြီးတော့အဆိုးတရားတွေနဲ့ဆက်ဆံနေကြဖြစ်တဲ့စိတ်ကလေးဟာမသိမှန်တာအဆိုးတရားတွေပဲကိုရောက်သွားတယ်အကောင်းမော်တင်ပေးရင်းကနေပြီးတော့အဆိုးတရားပေါ်ရောက်သွားတယ်ဒါကိုတတိထားတတ်ဖို့လိုအပ်တာပေါ့နော်ဒါကြောင့်မို့ဒီလှည့်စားမှုတွေကိုသိဖို့အမှန်တမ်းအရေးကြီးတယ်လှည့်စားတာကိုမသိလို့ရှိရင်အမှားကိုအမှန်ထင်ပြီးတော့ဆိုပါစို့တန်လျက်ကိုရည်ထင်ပြီးတော့ရွှေသမင်လိုက်တာဆိုတာလို့အဆိုးကိုအကောင်းထင်ပြီးတော့တွားမယ်ဆိုလို့ရှိရင်ဒုက္ခတွေနဲ့ရင်ဆိုင်ရတာပေါ့ဒီစိတ်ထဲမှာအဆိုးနဲ့အကောင်းနှစ်ခုရောနေတယ်ဆိုတဲ့အခါမှာဘုန်းကြီးတို့တွေတန့်စင်ဖို့လဲအမှန်တမ်းအရေးကြီးတယ်အကောင်းတွေကိုထူထောင်ပေးခြင်းဖြင့်သို့မဟုတ်အဆိုးတရားတွေကိုဖယ်ရှားပေးခြင်းဖြင့်အကောင်းတွေကြီးပဲရရှိအောင်တန့်စင်ရအဲ့တော့စိတ်ကိုတန့်စင်အောင်လုပ်တယ်ဆိုတာလွယ်ကူတဲ့အလုပ်တော့မဟုတ်ထပ်တတုတစ်ခုတန့်စင်တာတောင်မှပဲဤပညာနဲ့ငွေကြေးအကုန်ကြတော့အမှန်တမ်းများတာကမ္ဘာမှာအမှန်တန်တန်မိုးရှိလာပါတယ်ဆိုရက်ပလက်တီနမ်တို့ယူရေနီယမ်တို့ဆိုတာကျန်တဲ့ဓာတ်တွေနဲ့ရောနေလို့ရှိရင်တဘာဝအားဖြင့်သုံးပြုလို့စွမ်းအားသိပ်မရှိဒါကြောင့်မို့လို့တန့်စင်ဟာရွှေဟာလဲဘော်တို့ကျွတ်တို့ငွေတို့ဆိုတာတွေနဲ့ရောနေတဲ့အခါမှာအသုံးချလို့လူတွေအသုံးပြုတဲ့တဝတ္တစာတွေလှုပ်ဖို့မဖြစ်ဘူးဒါကြောင့်မို့ရွှေကိုတန့်စင်ညခွဲထုတ်ရအညစ်အကြေးတွေကိုဖယ်ထုတ်ရတယ်တဘာဝရွှေအစစ်ရအမျိုးမျိုးတန့်စင်ပေးရအဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့စိတ်ကိုလည်းအဆိုးတရားတွေကိုကနေလွတ်သွားအကောင်းတရားတွေကြီးပဲအသက်ကြံသွားအောင်စိတ်ကိုတန့်စင်ပေးရအဲ့ဒါလိုတန့်စင်ပေးတဲ့အခါမှာအကောင်းလိုနဲ့အကောင်းရောင်ဆုံပြီးတော့အဆိုးကနေဝင်ပြီးတော့ကတ်လာတတ်သေးတယ်အဲ့ဒါဟာအလွန်တတိထားရမယ့်ကိစ္စတစ်ခုအဲ့ဒါလှည့်စားခြင်းတစ်ခုပဲလို့ဒီနိတိထက္ကရာကျမ်းမှာတဘာဝတရားတွေနဲ့ပတ်သက်ပြီးအဆိုးတရားတွေဟာအကောင်းပေါ်မှာဝင်ရောက်ပြီးတော့လှည့်စားနေဖို့လှည့်စားနေမှသိဖို့ယုတ်တိဟာရဆိုတဲ့အခန်းမှာတေးသေးချာချာရေးပြထားတာရှိတယ်အဲ့ဒါကိုအများနာလိုက်အောင်ရွှေကျင်ဆရာတော်ဘုရားကြီးကဝိဇ္ဇနာဓိပနိဆိုပြီးတော့ရေးခဲ့တာပေါ့38မျိုးလုံးဒီကနေ့ဟောခြင်းမှာဟောနိုင်ပါပြီးသလောက်တော့ဟောပြီးလှည့်စားမှုလေးတွေကအင်တမတ်သိမ်မွေ့စိတ်ရဲ့လှည့်စားမှုမပြောနဲ့လောကမှာမျက်စိနဲ့ကြည့်လို့ရတဲ့ပစ္စည်းဥစ္စာတောင်မှပဲစိန်အစစ်နဲ့စိန်အတုရွှေအစစ်နဲ့ရွှေအတုပစ္စည်းအစစ်နဲ့ပစ္စည်းအတုဒီလိုဟာတွေဟာတမန်ပုဂ္ဂိုလ်တွေကခွဲခြားပြီးတော့မသိနိုင်လောက်ဆင်တူရောမှဖြစ်နေတယ်ပေါ့အစစ်နဲ့အတုခွဲခြားဖို့ဆိုတာအမှန်တမ်းကျွမ်းကျင်လိမ္မာတဲ့ပညာရက်တွေလိုအပ်တာပေါ့အဲ့ဒါတဲ့ပိုခက်တာဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာ
ဒါကအဆိုးတရားလားဒါကအကောင်းလားလို့ဆိုတာခွဲခြားပြီးတော့သိဖို့ရပိုအရေးကြီးတယ်တဲ့တန်တရားထီအောင်အဆိုးတရားတွေကိုအကောင်းထင်ပြီးတော့လက်ခံမိမယ်ဆိုရင်ဒုက္ခရောက်နိုင်တယ်ပေါ့ဒါကြောင့်ဒီလှည့်စားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့ဒီအချက်လက်တွေအလွန်ပဲစိတ်ဝင်စားစရာကောင်းတာလူတွေနဲ့အနီးကပ်ဆုံးပြောရမယ်ဆိုလို့ရှိရင်ဗြဟ္မဝိဟာရတရား၄ပါးမေတ္တာတဲ့ကရုဏာမုဒိတာဥပေက္ခလို့အလုံးသိကြတဲ့အတိုင်းမေတ္တာဆိုတဲ့တရားဟာအလွန်တန့်စင်တဲ့အကောင်းတရားဖြစ်တယ်သို့တော့ဘာကနေဝင်ပြီးတော့မေတ္တာရောင်ဆောင်ပြီးတော့လှိစားတတ်တယ်လေလောကလူသားတွေဟာဘလို့အလှိစားခံနေရတယ်လဲဆိုတာဒီကျမ်းမှာထင်ထင်ရှားရှားဖော်ပြထားတယ်စင်တူရိုးမှာတရားနှစ်ခုမေတ္တာနဲ့ရာဂဆိုတာလောဘပဲမေတ္တာနဲ့ရာဂကလည်းကိုနှစ်သက်ပြီးဆိုလို့ရှိရင်နှစ်သက်တဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတယ်မေတ္တာကလည်းအကျိုးစီးပွားကိုလိုလားတယ်အရာထဲမှာကြည့်လေမကွဲတော့ဘူးမေတ္တာနဲ့သုံးနေတဲ့အရာထဲမှာသုံးတာကတဏှာရာဂတန်ရောစဉ်ကိုရည်ရွယ်ပြီးတော့သုံးတာတဏှာရာဂကိုရည်ရွယ်သုံးပေမဲ့လို့လူတွေကတဏှာလို့မပြောကြဘူးမေတ္တာလို့ပဲပြောကြတယ်အေးဘု து အပေါ်မေတ္တာရှိတယ်ဘယ်ဝအပေါ်မေတ္တာရှိတယ်ဆိုပြီးတော့မေတ္တာဆိုတဲ့စကားလုံးနဲ့တဏှာရာဂဆိုတဲ့ဒီစကားလုံးတို့ရဲ့ဆောင်ရွက်မှုအသွင်တရံလေးကအမှန်တမ်းနီးကပ်တယ်နီးကပ်သည့်အတွက်ကြောင့်မေတ္တာအစစ်ကိုရဖို့ရအတွက်တဏှာရာဂကမေတ္တာရောင်ဆောင်းဆောင်နေသည့်အတွက်ကြောင့်တခါတည်းမေတ္တာအစစ်မဖြစ်ဘဲနဲ့တဏှာရာဂကိုမေတ္တာထင်ပြီးတော့အတုကြီးပဲရလိုက်တာတွေများတယ်ပေါ့မေတ္တာဆိုတာအလွန်တန့်စင်တဲ့အေးမြတယ်ကိုယ့်အတွက်မစင်စားဘူးသူ့အတွက်ပဲစဉ်းစားတယ်မေတ္တာရဲ့သဘောတရားတဏှာကြတော့အဲ့လိုမဟုတ်ဘူးတစ်ဖက်သားကိုချစ်ခင်တာချင်းတူပေမဲ့လို့